မင်္ဂလာပါဗျဒီနေ့ကျွန်တော်ပြောပြချင်တာကတော့ကျွန်တော်ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့အခုတွေးရင်ကြောချမ်းနေရတော့ဖြစ်ရမှန်တစ်ခုအကြောင်းပါကျွန်တော်ရွာလေးကအထက်အညာဘက်ကရွာလေးတွေဖြစ်ပါတယ်အေးချမ်းပါတယ်ဆိုပေမဲ့ဒီရွာမှာကျွန်တော်တို့လူမတိတူမတိနဲ့မြုပ်နှံထားတဲ့လုံးဝချက်လေးတစ်ခုရှိခဲ့ပါတယ်အဲ့ဒီဖြစ်ပျက်ကလွန်ခဲ့တဲ့15နှစ်လောက်တုန်းကဖြစ်ပျက်ခဲ့တာပါကျွန်တော်တို့ရွာမှာမက်နင်းဆိုတဲ့အမျိုးသမီးလေးတစ်ယောက်ရှိခဲ့ပါတယ်သူကတော့ရိုးရိုးတာတာအေးဆေးဆေးနဲ့နေတတ်သူပါဒါပေမဲ့တညမှာတော့မက်နင်းတစ်ယောက်ကအဓမ္မပြုကျင့်တက်ပြတ်ခံရပြီးတော့သူ့ရဲ့အလောင်းကိုရွာပြင်ကရေတွင်းပစ်ထဲမှာပစ်ထည့်ထားခဲ့ကြပါတယ်တရားခံတွေကိုမမိခဲ့သလိုຢာကလူတွေကလည်းပြဿနာတက်မှကြောက်လို့ဒီအတိုင်းပဲဖုံးဖိထားခဲ့ကြပါတယ်အခု15နှစ်အကြာမှာငါမြို့ကနေရွာပြန်ရောက်လာတဲ့အချိန်ကနေစပြီးအဲ့ဒီဇက်လန်းကတဖန်ပြန်အသက်ဝင်လာခဲ့ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ရွာပြန်ရောက်ပြီး3ရက်မြောက်တဲ့နေ့မှာအဲ့နေ့ကကျွန်တော်တယောက်တည်းညရီမင်းကြီးလမ်းလျှောက်ပြန်လာတာပေါ့အဲ့ညကလည်းအရန်လဲမောင်ပြီးတော့လေကလည်းအရန်အေးနေပါတယ်အဲ့လိုနဲ့ကျွန်တော်ကရွာအလယ်ကညောင်ပင်ကြီးအောက်ကိုဖြတ်လို့အသွားလေထဲမှာပုတ်စော်နဲ့တစ်ခုလိုမျိုးအနက်တစ်ခုကိုရလိုက်ပါတယ်ပြီးတော့အတန်တန်ကိုကြားလိုက်ရတယ်ဗျအဲ့ဒီအတန်ကမိန်းကလေးတယောက်ရဲ့ငိုတန်ရှိုက်တန်လိုမျိုးနားထောင်ကြည့်လိုက်တော့ခေထားပါအောင်အေးလိုက်တာရေတွေကအေးလိုက်တာဆိုပြီးတော့အတန်တန်ကိုတေချာလေးကြားလိုက်ရပါတယ်အဲ့ဒါနဲ့တေချာလေးဘေးပတ်ချာလေးကိုနားထောင်ကြည့်လိုက်တော့အဲ့ဒီအတန်ကဒီညောင်ပင်ဘေးနားကရေတွင်းပြက်ကနေလာနေတဲ့အတန်ဗျအဲ့ဒါနဲ့ကျွန်တော်လည်းအဲ့ဘက်ကိုဓာတ်မီးနဲ့ထိုးကြည့်လိုက်တော့ဘဒူးကမှမတွေ့ရဘူးပေါ့နော်ဒါပေမဲ့မြေကြီးပေါ်မှာစွန့်ွက်တွေနဲ့စုံဆွဲနေတဲ့ဒီခြေရာတွေကရွာထဲကိုဥတီတွားနေတာကိုတွေ့ရပါတယ်ကျွန်တော်လည်းအဲ့ဒီခြေရာတွေနောက်ကိုတောက်လျှောက်လိုက်သွားခဲ့ပါတယ်အဲ့ဒီခြေရာတွေကဘဒူးအိမ်ရှိမှရက်သွားလဲဆိုတော့လွန်ခဲ့တဲ့15နှစ်ကဒီမက်နင်းရဲ့တေဆုံးမှုမှာပါဝင်ပတ်သက်နေတယ်လို့ပေါ်လာဟာလာထွက်ခဲ့တဲ့ဒီဥပကလာရဲ့အိမ်ရှိမှာအဲ့ဒီခြေလန်းတွေကရက်သွားပါတယ်အဲ့ဒါနဲ့ကျွန်တော်လည်းအိမ်ကိုပြန်လှည့်လိုက်တာပေါ့နော်အဲ့လိုနဲ့နောက်နေ့မနေ့ရောက်တဲ့ခါကျတော့ရွာတရွာလုံးကရုပ်ရုပ်တဲတဲဖြစ်သွားပါတယ်ဘာလို့လဲဆိုတော့ဥပကလာတယောက်သူ့အိမ်ကရေစီဘိုင်းထဲမှာခေါင်းဆိုင်ပြီးတော့တင်နေတာကိုရွာသားတွေကတွေ့လိုက်ရတယ်ပေါ့ထူးဆန်းတာကရေစီဘိုင်းကတေးတေးလေးဗျာလူတယောက်ကအဲ့ထဲမှာရင်းနစ်ပြီးတေးတယ်ဆိုတာကဘလို့မှမဖြစ်နိုင်ဘူးဒါပေမဲ့သူ့ရဲ့မျက်နှာကိုကြည့်လိုက်တော့ကြောက်လန့်တကြားနဲ့ဒီတစ်ခုခုကိုတောင်းပန်နေတဲ့ပုံစံမျိုးပေါ့နော်မျက်လုံးကြီးပြူးပြီးတော့အဲ့လိုမျိုးဖြစ်နေတာပေါ့အဲ့သူ့ရဲ့လေဘဲမှာလည်းဒီမိန်းကလေးတယောက်ကကုတ်ထားတဲ့ပေါ့နော်လက်တဲရွှေကြီးနဲ့ကုတ်ထားတဲ့လက်တဲရာတွေလိုမျိုးဒီအစင်းချောင်းတွေကိုတွေ့ရတာပေါ့ရွာလူကြီးတွေကတော့အချင်းချင်းတူ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 နဲ့ဒီမက်နေပြန်လာပြီဆိုပြီးတော့ပြောနေကြတာပေါ့ကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒီညကတွေ့ခဲ့တဲ့စွန့်ချေရာတွေကိုပြန်တွေးပြီးတော့ကြောထဲမှာစိတ်သက်လာမိတာပေါ့အဲ့လိုနဲ့ဒီဇက်လန်ကအဲ့နားတွေရက်မတော်ဘူးပေါ့နော်ဒီမက်နင်းရဲ့အညိုးတွေကဒီဥပကလာနဲ့တည်းမရက်တော်ဘူးနောက်တစ်ယောက်ကကြတော့ဒီမက်နင်းတည်တဲ့အချိန်လုံးကရွာလူကြီးလုတ်ခဲ့တဲ့အခုဆိုရင်တော့ရွာလူကြီးဟောင်းပေါ့နော်ဦးမြိုင်ဆိုတဲ့လူရဲ့အိမ်ကိုရောက်သွားတာပေါ့သူကမက်နင်းရဲ့အမှုမှာတရေခံတွေကိုလွတ်ပေးဖို့အတွက်ဒီလက်ထိုးတဲ့ငွေတွေကိုယူခဲ့တဲ့တူလို့ဆိုကြတယ်ပေါ့ဦးမြိုင်ကတော့ဒီအဖြစ်အပျက်ထဲမှာပိုဆိုးတယ်လို့ပြောရမှာပေါ့နော်သူကအိတ်နေရဲနဲ့ကိုပါမလုပ်ပါနဲ့ငါ့ကိုရေထဲမတွန်းချပါနဲ့လို့အဲ့လိုမျိုးရောင်ရောင်ပြီးတော့ကိုអော်လာတယ်ဗျတညမှာတော့သူကအိတ်ရာကနေထပြီးတော့ရွာပြင်ကရေတွင်းပြက်စီကိုရောက်ရက်ခက်ခြောက်သွားနေတာကိုရွာသားအချို့ကတွေးလိုက်ရတယ်လို့ပြောပါတယ်သူတို့ကလိုက်သားပေမဲ့မမီလိုက်ဘူးတဲ့ဗျဦးမေဟာရေတွင်းကောင်းတဲ့ကိုခေါင်းဆိုင်ကျသွားပါတယ်အလောင်းကိုပြန်ဆယ်တော့သူ့ရဲ့ပါးစပ်ထဲမှာစွန့်တွေရေမော်တွေအပြည့်ဖြစ်နေတယ်တဲ့ဗျဒါဟာမက်နင်းတေကန်ဒီမှာခံစားခဲ့ရတဲ့ငရဲအတိုင်းပြန်ပေးဆက်လိုက်ရတာပါပဲဒီဖြစ်ပျက်တွေပြီးတော့ရွာမှာဖုံးကြီးတွေပြင်ပြီးအမြောက်ဝေတာတွေစွန့်ကျွေးတာတွေလုပ်ကြပါတယ်ဒါပေမဲ့ကျွန်တော်အထင်တော့မက်နင်းရဲ့ဝိညာဉ်ကကျွတ်လွတ်သွားဖို့မရဘူးဗျအခုထိညှိနေတဲ့အခါရေတွင်းဟောင်းသားကနေပြီးတော့ငါ့ကိုဘာလို့တက်ခဲ့တာလဲဆိုတဲ့အတန်မျိုးတွေကိုကြားနေရတော့မဲလို့ဆိုပါတယ်အညိုးတွေဆိုတာကတကယ်ကိုကြောက်စရာကောင်းတယ်ဗျာကိုပြုတ်ခဲ့တဲ့ကံကကိုယ့်စီကိုတနေ့မဟုတ်တနေ့မှာပြန်လာတတ်တာပါပဲကျွန်တော်လည်းအဲ့နောက်ပိုင်းရွာမှာမနေရဲတော့ဘဲနဲ့မြို့ပေါ်ကိုပဲပြန်တက်လာခဲ့ပါတယ်ဒါပေမဲ့အခုထိ
မောင်နေတဲ့နေရာကိုကြည့်လိုက်ရင်အဲ့ဒီစွန့်ပွက်တွေနဲ့ဆူဆွဲနေတဲ့မိန်းကလေးတယောက်ကကျွန်တော်နောက်မှာရက်နေမလားဆိုပြီးထိတ်လန့်နေမိပါလေတယ်ဒါကတော့ကျွန်တော်ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့နေကရွာလေးတွေမှာဖြစ်ပျက်ခဲ့တဲ့ဖြစ်ရမှန်လေးပေါ့နော်ဆိုတော့နားထောင်ပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ထပ်ခရီးတွားရင်ကြုံတွေ့ခဲ့ရတဲ့ထိတ်လန့်စရာကောင်းတဲ့ဖြစ်ရမှန်လေးတစ်ပုဒ်ကိုထပ်ပြီးတော့ပြောပြချင်ပါတယ်အခုထပ်ပြောပြမယ်ဖြစ်ပျက်ကတော့လွန်ခဲ့တဲ့နှစ်လောက်ကကျွန်တော်နဲ့ကျွန်တော်ရဲ့တငယ်ချင်း၄ယောက်ဒီတောတောင်ထူထပ်တဲ့ဒေတာတစ်ခုကိုအပန်းဖြေတွားရင်းနဲ့ကြုံခဲ့ရတဲ့ဖြစ်ပျက်လေးပေါ့နော်ကျွန်တော်တို့ကလူငယ်တစ်ပါးဝစွန့်စားရတာဝါနာပါတော့လူတူဝေးတဲ့ဒီနေရာတွေမှာရှိတဲ့အိမ်အိုကြီးတစ်လုံးကိုငားပြီးတော့သဲခိုဖို့အတွက်ဆုံးဖြတ်ခဲ့ကြပါတယ်အဲ့ဒီအိမ်ကသုံးကြီးရဲ့အဆက်မှာတကိုယ်ရဲ့ထီထီတအိမ်နဲ့ဖြစ်နေတာပေါ့ဗျာပတ်ဝန်းကျင်မှာကလည်းဘာအိမ်မှမရှိဘူးအိမ်ရဲ့ရုပ်ချင်းမှာပဲကျွန်တော်တို့ခံစားလိုက်ရတာကအီးဆက်ဆက်နဲ့အဲ့လိုမျိုးပေါ့နော်အီးဆက်ဆက်အငွေ့တက်တွေရေခဲတိုက်ထဲရောက်သွားတယ်လို့မျိုးခံစားရတာပေါ့ယာရီဥရုကြောင့်မဟုတ်ဖ ೇನೆ ကိုဖြစ်နေတာဗျာအပြင်မှာလည်းအဲ့လောက်အေးမနေဘူးဒါပေမဲ့စိတ်ထဲမှာလည်းတစ်ခုခုကိုသွေးပြီးတော့အဲ့လိုမျိုးစိတ်ကနေဖြစ်နေတာပေါ့နော်အိမ်မှာတရေတစေတွေရှိတဲ့နေရာရောက်ရင်ကြောချမ်းနေဆိုတဲ့ပုံစံမျိုးပေါ့အဲ့လိုမျိုးဖြစ်နေတာပေါ့အိမ်ပုံစံကကြတော့တစ်တားအိမ်ပုံစံကြီးပြောရမယ်ဆိုရင်များအဲ့ဒီအိမ်ကနည်းနည်းလေးတော့အိုနေပြီကျွန်တော်လမ်းလျှောက်သွားရင်တောင်မှတချို့ပြင်များနေရာတွေမှာဆိုရင်ကျွတ်နဲ့အဲ့လိုမျိုးကြမ်းကြားတဲ့အတန်တွေကထွက်လာတယ်ပေါ့နော်အဲ့လိုထွက်တဲ့အတန်ကြီးကလည်းညပိုင်းဆိုရင်စိတ်ထဲမှာတမျိုးကြီးပေါ့ကိုယ့်ရဲ့စိတ်ထဲမှာလေအဲ့ဒီအိမ်ကိုရောက်ပြီးတော့ပထမညမှာပဲကျွန်တော်တို့ကဒီသိုးွားတဲ့ဖြစ်ပျက်တွေနဲ့စပြီးကြုံရတာပေါ့ဘယ်လိုကြုံရတာလဲဆိုတော့ကျွန်တော်တို့တငယ်ချင်းတွေကအဲ့ခန်းထဲမှာဝိုင်းဖွဲ့ပြီးတော့စကားပြောနေကြတာပေါ့အဲ့ဒီအချိန်မှာအပြင်ဘက်ကနေပြီးတော့ဒီသတင်းပေါက်မှန်တနေရာမှာပေါ့နော်တစ်ခုခုကနေပြီးမှတောက်နဲ့အဲ့လိုလာရိုက်တဲ့အတန်လိုမျိုးကိုကြားရတာပေါ့အဲ့နဲ့ကျွန်တော်ကလည်းဓာတ်မီးနဲ့အဲ့နေရာကိုထိုးပြီးတော့လမ်းကြည့်လိုက်တာပေါ့နော်အဲ့အချိန်မှာ Oh my god ဆိုပြီးတော့ကျွန်တော်တို့ဖျားတလိုက်မိရေပေါ့မောင်မဲနေတဲ့တောအုပ်ဘက်ကနေပြီးတော့ရဲတောက်နေတဲ့မျက်လုံးနဲ့ပေါ့နော်အဲ့လိုမျိုးမျက်လုံးအစုံတွေကဒီကျွန်တော်တို့ရှိတဲ့နေရာဘက်ကိုလမ်းပြီးတော့စိုက်ကြည့်နေအောင်မြင်လိုက်ရတာပေါ့အဲ့နဲ့မျက်လုံးတွေကလည်းတလိษံရဲ့မျက်လုံးတွေနဲ့မတူဘူးဗျအဲ့ဒီမျက်လုံးတွေကလူတစ်ယောက်ရဲ့အကြည့်မျိုးနဲ့ကျွန်တော်တို့ကိုစူးစူးရဲရဲကိုကြည့်နေတာကျွန်တော်မျက်တောင်အဲ့လိုမျိုးဖက်ခနဲ့တစ်ချက်ခတ်လိုက်တဲ့အချိန်မှာပဲအဲ့ဒီမျက်လုံးတွေကရုပ်တရက်ကြီးပြုတ်ကွယ်သွားတယ်ပေါ့နော်အဲ့လိုညတစ်ကောင်ကြော်လာတဲ့ခါကျတော့ဒီ7နာရီကြော်လာတော့အချိန်တွေကပိုဆိုးလာပါတယ်အိမ်ထဲမှာမိချောင်းတွေကတစ်ချက်တစ်ဖြတ်နဲ့အဲ့လိုမျိုးငိမ့်နေတယ်လို့ပေါ့နော်ပြည့်ရမလားရှော့ဖြစ်တာလို့ဘာလို့ဖလက်နဲ့အဲ့လိုမျိုးဖြစ်တာပေါ့အဲ့ကျွန်တော်တငယ်ချင်းတယောက်ကအဲ့အချိန်မှာငါတေးပေါက်ချင်လို့ဆိုပြီးအဖို့ပါတော့အောင်မယ်ဆိုပြီးသူကအိမ်နာဘက်ကိုထသွားတာပေါ့ခဏနေကြတဲ့ခါကျတော့ဒီသူတယောက်ထဲတွားတာနော်ခဏနေကြတဲ့ခါကျတော့သူ့ရဲ့အလက်မကြားအော်ဟစ်တဲ့အတန်ကြီးကြားလိုက်ရတော့ရှိတဲ့တငယ်ချင်းတွေအကုန်လုံးကထပြီးတော့သူ့ကိုတွားပြီးတော့ပြေးပြီးတော့ကြည့်ကြတာပေါ့အဲ့ဒီမှာသူကကြမ်းပြင်ပေါ်မှာလဲကျနေပြီးတော့ဒီအိမ်ရဲ့တောင်းရဲ့အမောင်တောင်းလေးတွေကိုလက်ညှိုးထိုးပြီးတော့ပြနေတာပေါ့ကျွန်တော်တို့အဲ့နေရာကိုဓာတ်မီးနဲ့ထိုးပြီးကြည့်လိုက်တော့လေအဲ့နေရာမှာဘာမှမရှိဘူးဒါပေမဲ့ကျွန်တော်တို့အားလုံးစိတ်ထဲမှာဗျိုင်လူခံစားလိုက်ရတာကအဲ့ဒီအမောင်ထဲမှာတခုခုကရက်နေပြီးကျွန်တော်တို့ကိုဘယ်ချိန်မှလစ်မလဲဘယ်ချိန်မှလာချောက်လို့ရမလဲဆိုပြီးတော့အဲ့လိုမျိုးချောင်းမြောင်းနေတယ်လို့မျိုးကျွန်တော်တို့အားလုံးခံစားလိုက်ရတာပေါ့အဲ့လိုနဲ့ကျွန်တော်တို့လည်းငါတို့ဒီတိုင်းနေလို့တော့မဖြစ်တော့ဘူးပေါ့ကျွန်တော်တို့တွေအထုပ်ပိုးတွေပြင်ပြီးတော့ကားစီကိုတွားဖို့အတွက်ပြင်ကြတာပေါ့အိမ်ပြင်ထွက်လိုက်တဲ့အချိန်မှာအဲ့ဒီအချိန်မှာပတ်ဝန်းကျင်မှာပေါ့နင်းနေရရုပ်တရက်ကြီးထူပြီးတော့မြင်ကွင်းကြီးကဝေဝါးသွားတာမိုင်းနေရုပ်တရက်တိုက်လာတာပေါ့နော်အဲ့ဒီအချိန်မှာပဲကျွန်တော်တို့ဂျားတဲ့တငယ်ချင်းတယောက်ကအနောက်မှာကြီးကြံခဲ့တာပေါ့ဟေးမင်းဘာလုပ်နေရလဲလာလေးဆိုကျွန်တော်ကလည်းလမ်းអော်လိုက်တဲ့အချိန်ကျတော့သူ့ရဲ့နောက်ွယ်မှာအမောင်လေးကနေပြီးတော့လက်ကြီးမဲမဲကြီးပေါ့နော်အဲ့လိုမျိုးထွက်လာပြီးတော့သူ့ကိုအဲ့လိုဆွဲနေအောင်တွေ့ရတာပေါ့အဲ့ဒီတငယ်ချင်းကသူអော်ဖို့တောင်မှအချိန်မရလိုက်ဘူးပေါ့နော်အဲ့ဒီအမောင်ထဲမှာခွန်းတာကဒီကျွန်တော်တို့မြင်ခဲ့ရတဲ့နီရဲတဲ့မျက်လုံးတွေကအများကြီးပဲသလားကျွန်တော်ကလိုမျိုးတစုံနဲ့မဟုတ်ဘူးအစုံနဲ့အများကြီးပဲတွေ့ရတာပေါ့နော်အဲ့နဲ့ကျွန်တော်တို့ကလည်းကြောက်လန့်နဲ့ကျွန်တော်တို့တင့်ငါတငယ်ချင်းကိုခွန်းတာတငယ်ချင်းကိုကျွန်တော်တို့လည်းလိုက်ရှာကြတာပေါ့တန်ကောင်းတာကသူကအဲ့နာကတိုးဆက်ကကြောက်လေးတစ်ခုနားမှာပြုတ်ကျပြီးတော့လဲကျနေတာပေါ့နော်အဲ့နဲ့သူ့ရဲ့လက်မောင်းမှာကြည့်လိုက်တော့ဒီလူလက်တဲရနဲ့မတူတဲ့ပေါ့နော်ရှည်လျားတဲ့အဲ့လိုမျိုးလက်တဲချစ်ရာကြီးကိုတွေ့ရတာပေါ့အဲ့နဲ့ကျွန်တော်တို့အားလုံးကလည်းကားပေါ်တက်ပြီးတော့အဲ့ဒီနေရာကနေအမြန်ဆုံးမောင်းဖက်ခဲ့ကြတော့ပေါ့လေတကယ်ချင်းကိုလည်းခေါ်ပြီးတော့ကားနောက်ကြည့်မှန်ကနေအဲ့လိုမောင်းလာရင်လည်းကားနောက်ကြည့်မှန်ကနေလမ်းကြည့်လိုက်တော့အဲ့ဒီအိမ်ရဲ့ပဒင်းပေါက်တိုင်းမှာပေါ့နော်အိမ်ရဲ့ပဒင်းပေါက်တိုင်းမှာဒီနီးရဲနေတဲ့မျက်လုံးတွေက
အစီစီနဲ့ပေါ့နော်အဲ့လိုအစုံလိုက်လေးတွေကကျွန်တော်တို့ကားကိုလမ်းကြည့်နေအောင်တွေ့ရတာပေါ့အခုဒီအဲ့ဒီဖြစ်ပြီးတော့ကျွန်တော်လည်းမောင်နေတဲ့နေရာဆိုဘယ်နေရာမှမတွားရတော့ဘူးပေါ့နော်ဘာလို့လဲဆိုတော့အဲ့ဒီဟာကကိုယ့်စိတ်ထဲမှာ trauma ရသွားတာပေါ့အမောင်ထဲမှာဒီကျွန်တော်တို့ကိုကြည့်နေတဲ့မျက်လုံးတွေကအခုထိရှိနေတော့မဲဆိုပြီးတော့အဲ့ဒီခံစားချက်ကအများတန်းရနေလို့ပေါ့နော်ဆိုတော့ဒါလေးကကျွန်တော်တကယ်ချင်းနေနဲ့ဟိုရှောက်သွားခဲ့တော့မှကြုံခဲ့ရတဲ့အဖြစ်အပျက်လေးပေါ့နော်ဆိုတော့နောက်ထပ်ဖြစ်ရမှန်ဇာတ်လမ်းတစ်ပုဒ်ကိုထပ်ပြီးတော့ပြောပြချင်ပါတယ်ဒါဆိုတော့ကြည့်ရတာပြင်းလာရင်အိပ်ပြီးတော့နားဆင်ကြပါပေါ့နော်ဆိုတော့ကျွန်တော်ထပ်ပြီးတော့ပြောပြမယ်ဇာတ်လမ်းကကျွန်တော်ရဲ့ဘဝမှာဒီအကြောက်ဆုံးနဲ့အထူးဆန်းဆုံးအဖြစ်အပျက်ကိုကြုံတွေ့ခဲ့ရတဲ့ညတညအကြောင်းပေါ့နော်ကျွန်တော်တို့ရဲ့အရက်ဒေတာမှာပေါ့နော်ဝိညာဉ်ညလို့ခေါ်တဲ့ညတညရှိတယ်ဗျတစ်နေ့မှာတစ်ချိန်ပေါ့နော်တစားမုံလားပြည့်ကျော်ဒါမှမဟုတ်ဒီလကွယ်ညနေမှာဝိညာဉ်အတွက်ငရဲတကားပွင့်တယ်ဆိုပြီးတော့လူကြီးတွေကပြောလို့ရှိတယ်ပေါ့အဲ့ဒီညရောက်ရင်ဘယ်သူမှအိမ်မြန်မထွက်ရဘူးဘလူးခေါ်မထူးရဘူးမကြည့်ရဘူးဆိုပြီးတော့အမြဲလူကြီးတွေကမာတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကအဲ့တုန်းကလူငယ်ဆိုတော့ဒါတွေကိုအယူတီးရကွာဆိုပြီးတော့ပဲထင်ခဲ့တာပေါ့တစ်နေ့မှာတော့အဲ့ဒီတရေဝိညာဉ်မျိုးတဲ့ညမှာပဲကျွန်တော်တငယ်ချင်းတယောက်စီကနေပြီးတော့ကျွန်တော်ဖုန်းခေါ်ခဲ့တယ်ပေါ့အရေးကြီးကိစ္စရှိရဲကွာလာခဲ့ပါဆိုပြီးတော့ပေါ့နော်အဲ့နဲ့ကျွန်တော်လည်းတွားမယ်ပေါ့အဲ့အချိန်မှာအိမ်ကလူကြီးတွေကလည်းမင်းမတွားနဲ့ဒီညကဝိညာဉ်မျိုးမဲ့ညမင်းမတွားရဘူးဆိုပြီးတားတာဒါပေမဲ့လည်းဟိုကတကယ်ချင်းတွေစီကိုတွားကျင်တဲ့ဇုံနဲ့ဆိုတော့အဲ့နားမလဲဘူးအဲ့နဲ့လူကြီးရဲ့တားတဲ့ကြားကနေပြီးတော့ဒီဆိုင်ကယ်လေးစီးပြီးတော့ပေါ့နော်အိမ်ပြင်ကိုထွက်ခက်လိုက်တာပေါ့အိမ်ပြင်ရောက်တာနဲ့ကျွန်တော်စိတ်ထဲမှာပေါ့နော်ပတ်ဝန်းကျင်ကဒီထူးထူးခြားခြားကြီးတိတ်ဆိတ်နေအောင်အဲ့လိုသတိထားမိလိုက်တာပေါ့လမ်းမိတိုင်တွေကိုကြည့်လိုက်တော့လဲမိန်ပြလေးတွေအဲ့ဒီချိန်မှာရတဲ့လေလေးကလည်းအေးစိတ်နေတာပေါ့နော်အဲ့လိုနဲ့ရွာလမ်းမကြီးပုံရောက်တော့လမ်းပြီးမှာပေါ့လူတစုကလမ်းလျှောက်နေအောင်ကျွန်တော်လည်းတွေ့လိုက်ရတယ်အဲ့ဒါကျွန်တော်စိတ်ထဲမှာလည်းဟာလူတွေပေါ့နော်စိတ်ထဲမှာလည်းအားရှိသွားတာပေါ့ဒါပေမဲ့တွိုင်းရင်းနဲ့ထူးဆန်းတာကသူတို့တွေကလမ်းလျှောက်နေရတဲ့မတူဘူးလေထဲမှာအဲ့လိုမျိုးဝဲနေရလိုမျိုးဖြစ်နေတာပေါ့နော်အဲ့ဒါကိုကျွန်တော်ကတွေ့ရတာအဲ့နဲ့ကျွန်တော်ဆိုင်ကယ်မီးနဲ့အဲ့နေရာကိုထိုးကြည့်လိုက်တဲ့အချိန်မှာသူတို့တွေအားလုံးကကျွန်တော်ဘက်ကိုတပြိုင်တည်းပေါ့နော်ခေါင်းတွေပူပြီးတော့အဲ့လိုမျိုးလဲကြည့်ကြတာပေါ့အဲ့အချိန်မှာသူတို့မှာဗျာမျက်လုံးတွေကလုံးဝရှိမနေသူတို့အားလုံးကဒီခေါင်းတွေကလည်းအပေါက်ကြီးတွေတိုင်းပေါ့နော်ခေါင်းပေါက်ကြီးတွေလိုဖြစ်နေတာပေါ့အဲ့ဒီအချိန်မှာကျွန်တော်ဆိုင်ကယ်ကြီးကလည်းကွာအရေးတဲ့ကြမှာအကြောင်းပြချက်မရှိဘဲနဲ့အဲ့လိုမျိုးဘုတ်ခနဲ့ထိုးရက်တော့တာအဲ့နဲ့ဆိုင်ကယ်ဆက်ကိုအမြန်နိုးလို့လည်းနိုးလို့မရအောင်အဲ့ဒီအချိန်မှာကျွန်တော်ရဲ့တောက်ဝင်းကျင်နာကနေပြီးတော့ပေါ့နော်တီတိုနဲ့အဲ့လိုတူလေးစကားပြောတယ်လေးကြားတာပေါ့ပြီးတော့အဲ့စကားပြောတယ်ကလည်းတယောက်တည်းစကားပြောနေတဲ့အတန်မဟုတ်ဘဲနဲ့ဒီအတန်ပေါင်းစုံရိုးထွေးနေရပေါ့နော်အဲ့ဒါငါဘိုက်စားတယ်ငါ့ကိုအမြမဝေကြဘူးလားငါအိမ်ပြန်ခြင်းတယ်ငါလမ်းပြောင်းနေလို့ပါဆိုရင်အဲ့လိုမျိုးအတန်လေးပေါ့နော်အကူကြီးတောင်းနေတဲ့အတန်လေးပေါ့အဲ့ဒီအတန်လေးကကျွန်တော်ရဲ့နားလေးကိုအဲ့လိုတိုက်ရိုက်ကြီးဝင်လာတာပေါ့နော်အဲ့ဒါဝိညာဉ်တစ်ခုကကျွန်တော်အနားကိုပူးကတ်လာပြီးတဲ့ခါကျတော့ဒီတူတီဆုံးခဲ့ရတဲ့ဖြစ်ရပ်ကိုပြန်ပြောပြနေတယ်လို့မျိုးပေါ့နော်အဲ့လိုမျိုးရုပ်ရှင်ပြနေတယ်လို့မျိုးကျွန်တော်ခေါင်းထဲကိုဘယ်လိုမျိုးလုပ်လိုက်တယ်မသိဘူးပေါ့ကျွန်တော်မျက်စိထဲမှာသူ့ရဲ့အဖြစ်အပျက်ကြီးကိုရုပ်ရှင်ကြည့်နေရတယ်လို့မျိုးမြင်လာတာပေါ့အဲ့နဲ့သူကလည်းလုံခဲ့တဲ့နှစ်ပေါင်းများစွာကပေါ့နော်ဒီလမ်းမပေါ်မှာကားတိုက်ခံရပြီးတော့ဘယ်သူမှမတိပဲနဲ့တင်ဆုံးသွားခဲ့တာပေါ့သူတို့တွေဟာဒီလိုညမျိုးမှာသူတို့ရဲ့နာကျင်မှုတွေကိုတိပေးမဲ့တူပေါ့နော်အမျှဝေပေးမဲ့တူကိုစောင့်နေကြတယ်ဆိုပြီးတော့အဲ့လိုမျိုးပြောတာပေါ့နော်အဲ့နဲ့အဲ့အချိန်မှာကျွန်တော်စိတ်ထဲမှာတိနေရတာကအဲ့လိုမျိုးခဏမြင်လိုက်ရတဲ့အရေးအချိတ်တွေကကျွန်တော်တော့ဝိုင်းလာတာကိုတွေ့လိုက်ရတာပေါ့အဲ့နဲ့အဲ့ဒီကတယောက်ကကျွန်တော်ရဲ့ပခုံးကိုတော့လာကင်ပြီးတော့ပြောတာပေါ့နော်သူ့ရဲ့လက်ကြီးကလည်းဗျာရေခဲတုံးကြီးလိုပဲအေးဆက်နေရပဲအဲ့နဲ့ကျွန်တော်ကလည်းကြောက်လန့်ကြားနဲ့ဖျားဆိုပြီးတော့အဲ့လိုဖျားတာပြီးတော့អော်ပြီးတော့ဆိုင်ကယ်ဆက်ကိုအတင်းပြန်လို့ရပါတော့မောင်းထောင်းတာပေါ့အဲ့ခါကျမှဆိုင်ကယ်ဆက်ကလည်းဟိုလိုးသွားတာပေါ့အဲ့အချိန်မှာကျွန်တော်လည်းနောက်ကိုလက်မကြည့်တော့အတင်းမောင်းတာပေါ့ဆိုင်ကယ်ကိုနောက်ကိုအဲ့လိုဆိုင်ကယ်မောင်းရင်းနဲ့ဒီဆိုင်ကယ်ဘက်မှန်ကနေဒီအနောက်ပြန်လဲကြည့်လိုက်တဲ့ခါကျတော့ဒီခေါင်းမပါတဲ့ဝိညာဉ်ကြီးကပေါ့ကျွန်တော်အနောက်ကိုပေါ့ဆိုင်ကယ်နောက်ကိုအတကုံပြေးလိုက်လာတော့မြင်လိုက်ရတာအဲ့မှာကျွန်တော်လည်းဘာမှမစဉ်းစားတော့တငယ်ချင်းအိမ်ကိုမတွားတော့ဘူးအိမ်ဘက်ကိုပဲကုီပြီးတော့တောက်လျှောက်အမြန်အိမ်ပြန်မောင်းတာပေါ့နော်အိမ်ရှိရောက်တော့ကျွန်တော်လည်းဆိုင်ကယ်ကြီးကိုဝုန်းမနေပစ်ချပြီးတော့အိမ်ထဲကိုပြေးဝင်အကားတွေအကုန်စောင့်ပိတ်ပြီးတော့စောင့်ချုံပြီးတော့ဖះတရားရွတ်ဆိုတာပေါ့နော်ဖះရတာတွေအထစ်ငေါပါပဲအဲ့လိုမျိုးဆိုပြီးတော့အိပ်ပြလိုက်တာမနေ့မိုးလင်းတဲ့အထိပဲနေချာလည်းအိပ်မပြောပါဘူးကြောက်ပြီးတော့နောက်နေ့မနေ့ကျတော့ကျွန်တော်လည်းအဲ့လိုမျိုးသိလိုက်ရတာပေါ့နော်ဟိုအဲ့ဒီညကကျွန်တော်ဖုန်းခေါ်တဲ့တငယ်ချင်းကိုညအကြောင်းတောင်းပန်လိုက်တာပေါ့ငါဒီလိုဖြစ်တယ်ပေါ့မင်းကဖုန်းဆက်တာငါမလာနိုင်ဘူးပေါ့တ
ဒါပေမဲ့တကယ်တမ်းကအဲ့ညာသူကျွန်တော်ကိုဖုန်းခေါ်တာမဟုတ်ဘူးတဲ့သူဖုန်းခေါ်တာသူမဟုတ်ဘူးပေါ့နော်အဲ့လေကျွန်တော်ဖုန်းကိုခေါ်တာကဘာတူလဲပေါ့ကျွန်တော်လဲအဲ့ဒါမှစဉ်းစားပြီးလိုက်တာပေါ့ဝိညာဉ်တွေကများပေါ့ကျွန်တော်အပြင်ထွက်လာအောင်များခေါ်ခဲ့တာလားပေါ့အဲ့ဒီအကြောင်းကိုတော့အခုချိန်ထိလည်းစဉ်းစားလို့မရဘူးပေါ့နော်အဲ့ဒီနောက်ပိုင်းလူကြီးတွေပြောတဲ့အဲ့ဒီဝိညာဉ်တွေမြူးတယ်ဆိုတဲ့ညရောက်တိုင်းကျွန်တော်လဲဘယ်တော့မှအိမ်ပြင်မထွက်တော့ဘူးပေါ့နော်လူကြီးတွေတားမြစ်တဲ့စကားဆိုတာပေါ့နော်အကြောင်းပဲမဟုတ်ဘူးပေါ့ဒီရှေးထုံးလည်းမပယ်နဲ့ဈေးတုံးလည်းမလွယ်နဲ့ပေါ့နော်အဲ့လိုမျိုးစကားဆိုတာကအလက်ကားဖြစ်လာတာမဟုတ်ဘူးပေါ့ကောင်းကောင်းကြီးတိသွားပြီပေါ့လေအဲ့ဆိုတော့မိတ်ဆွေတို့အားလုံးပဲတတိထားကြပါပေါ့နော်တခါတလေကျွန်တော်တို့မမြင်ရတဲ့ကဘာကဧည့်သည်တွေကကျွန်တော်တို့နဲ့အနီးဆုံးမှာရှိနေတတ်တယ်ဆိုတာမိတ်ဆွေတို့လည်းသတိထားကြပါပေါ့နော်ဆိုတော့နောက်ထပ်ဇာတ်လမ်းတစ်ပုဒ်ကိုသွားကြရအောင်ပါဒါလည်းဖြစ်ရမှန်ဇာတ်လမ်းလေးတစ်ပုဒ်ပါခင်ဗျာထပ်ပြီးတော့ကျွန်တော်ပြောပြခြင်းနဲ့ဖြစ်ရကကြတော့ကျွန်တော်ရဲ့အတိပကြီးဆရာတယောက်စီကနေကြားခဲ့ရတယ်တကယ်ကိုထူးဆန်းပြီးတော့ကြောချမ်းစရာကောင်းတဲ့အဖြစ်တစ်ခုပေါ့နော်သူကပကြီးဆွဲတာအပြင်ဒီဆေးဟောင်းပစ္စည်းတွေကိုစုဆောင်းရတာလဲအရန်ဝါနာပါတယ်သူပေါ့တရက်ကြတော့တူရတဲ့မြို့ပြင်ကဆေးဟောင်းပစ္စည်းဆိုင်လေးတစ်ခုမှာအလွန်လှပပြီးတော့ဒီထူးခြားတဲ့ပကြီးကားတစ်ချက်ကိုတွေ့ခဲ့တယ်ပေါ့အဲ့ဒီပကြီးကားထဲမှာတဲ့ပါတဲ့ဒီဆေးဟောင်းဝတ်စုံဝတ်ထားတဲ့အမျိုးသမီးတစ်ယောက်ရဲ့ပုံတူကိုသူတွေ့ရတယ်ပေါ့ဒါပေမဲ့အဲ့ဒီပုံကအရန်ထူးခြားတယ်ပေါ့ဘာထူးခြားတာလဲဆိုတော့အဲ့ဒီအမျိုးသမီးရဲ့မျက်နှာကားတဲ့ဝမ်းနေနေတယ်လို့တစ်ခုခုကိုကြောက်လန့်နေတယ်လို့နဲ့အရန်ကိုအတက်ဝင်နေတာပေါ့နော်အဲ့နဲ့သူကလည်းတဘောအရန်ကြပြီးတော့အိမ်ကိုဝယ်လာခဲ့ပြီးတော့သူ့ရဲ့အိတ်ခမ်းထဲမှာချိတ်ထားလိုက်တာပေါ့အဲ့လိုနဲ့အဲ့ဒီပကြီးကားရောက်လာပြီးပထမတရက်နေ့ကတော့မတိတာဘူးပေါ့နော်အဲ့လိုနဲ့ပကြီးကားရောက်ပြီးမရက်မြောက်တဲ့နေ့ကျတော့သူတတိထားမိလာတာတခုရှိတယ်ပေါ့ဒီပကြီးကားတွေကအမျိုးသမီးရဲ့လက်တွေကအရင်ကထက်ပိုပြီးတော့အဲ့လိုမျိုးမြင့်တက်လာတာပေါ့နော်ပကြီးကားတွေကအတွင်းမန်သားပြင်လို့တဲ့ဒီအတွင်းဘက်ကနေလမ်းတွန်းနေတာပေါ့နော်ဒီပုံစံကတော့ကွာသူကပကြီးကားထဲမှာပိတ်မိနေတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးတွန်းနေတဲ့ပုံစံမျိုးပေါ့အစိုးဆုံးကကြတော့တဲ့ပကြီးကားပေါင်ရဲ့ဘေးနားမှာနင်းညိုရောင်တွေးစွန်းနေတဲ့လက်ဖွေရတီးတီးလေးတွေစပေါ်လာတာပေါ့နော်ဘောင်သားလေးမှာလက်ဖွေရလေးစပေါ်လာတာပေါ့လက်ဖွေရလည်းတွေးလေးတွေစွန်းနေတာပေါ့နော်အဲ့ဒါနဲ့သူကလည်းအဲ့ဒါတွေကိုဒီငါတန့်ရှင်းမလုပ်မိလို့နေမှာဆိုပြီးတော့အဲ့ဒါတန့်ရှင်းလုပ်လိုက်တာပေါ့နော်နောက်နေ့မနေ့ရောက်ပြီဆိုရင်လည်းအဲ့ဒီလက်ရာတွေကသူဘလောက်ပဲတန့်ရှင်းလုပ်လို့ပြန်ပေါ်လာတာပေါ့နော်အဲ့တစ်ပတ်လောက်ကြာတဲ့ခါကျတော့တဲ့အခြေအနေတွေကပုံဆိုးလာတယ်ပေါ့နော်ညဘက်ဆိုရင်အိတ်ခမ်းထဲမှာတယောက်ကဒီမန်လေးကိုလာချစ်နေတယ်လို့မျိုးတွေချက်နဲ့အတန်လေးကြားရတာပေါ့နော်အဲ့နဲ့သူကဓာတ်မီးနဲ့ထိုးပြီးတော့အဲ့နေရာတွေကိုကြီးလိုက်တဲ့ခါကျရင်ဒီပကြီးကားတွေကအမျိုးသမီးကပကြီးကားရဲ့ဘောင်သားထိတက်လာပြီးဗဇက်ကြီးကအဲ့လိုမျိုးဟာနေအောင်တွေ့ရတာပေါ့နော်အဲ့နဲ့သူကအဲ့ညမှာပဲသူကအိမ်မက်တစ်ခုမက်တယ်တဲ့အိမ်မက်မက်ပြီးတဲ့ခါကျတော့သူကရုပ်ပြန်နိုးလာတယ်ပေါ့နော်အဲ့ဒါနဲ့သူ့ရဲ့အိတ်ခမ်းနံရံတွေပေါ်မှာဒီတွေးစိုးနေတဲ့ဒီလက်ပွေရာတွေအစီအကြီးပေါ့နော်ပုံမှန်တိုင်းပေါ်နေအောင်တွေ့ရတာပေါ့အဲ့ဒီလက်ပွေရာတွေကဒီပကြီးကားစီကနေစတင်ပြီးတော့သူ့ရဲ့ဂရင်စီရာကိုဘက်ကိုတိုးလို့လာတာပေါ့နော်အစကတော့ပကြီးကားပေါ်မှာပဲတွေးစိုးလက်ရာလေးတွေကပေါ်နေတာအခုကအဲ့ပကြီးကားပေါ်ကနေတောက်ဆောက်ဆင်းလာပြီးတော့သူ့ရဲ့အိတ်ရာနာကိုလာနေတာပေါ့နော်အဲ့နဲ့ကျွန်တော်လည်းအဲ့အချိန်မှာသူကလည်းစဉ်းစားကြည့်လိုက်တာပေါ့နော်အခုကပေါ့နော်သူ့ရဲ့ပကြီးကားတွေကနေပြီးမှအပြင်ကိုထွက်လာဖို့အတွက်ဒီစူးစမ်းနေတာတေချာပြီပေါ့နော်အဲ့နဲ့သူကလည်းကြောက်လန့်နဲ့ဒီပကြီးကားကိုအဝတ်နဲ့အုပ်ပြီးအိမ်အပြင်မှာတွားထားလိုက်တာပေါ့ဒါပေမဲ့ညဘက်ရောက်တော့အဲ့ဒီပကြီးကားကသူ့ရဲ့အိတ်ခမ်းထဲကိုလည်းပြန်ရောက်နေရတယ်ဘလို့ပုံစံနဲ့ပြန်ရောက်နေမှန်းကိုသူကလည်းစဉ်းစားလို့ကိုမရဘူးပေါ့နော်အဲ့နဲ့အဝတ်တွေကလည်းကွာကျနေပြီးတော့အမျိုးသမီးရဲ့ပုံရိပ်ကအဲ့ဒီပကြီးကားထဲမှာမရှိတော့ဘူးတဲ့ပကြီးကားရဲ့အမျိုးသမီးကထွက်သွားတာပေါ့နော်အဲ့နဲ့သူကလည်းအဲ့ချိန်မှာအရန်ကြောက်ပြီးတော့ဖျားစာတွေရွတ်တာပေါ့နော်သူကလည်းကြောက်နဲ့ဖျားစာတွေရွတ်တာပေါ့အဲ့အချိန်မှာသူ့ရဲ့ပခုံးပေါ်ကိုအေးဆက်နဲ့ပေါ့နော်လက်ကြီးကကင်လာပြီးတော့အဲ့လိုမျိုးတင်လာတာပေါ့နော်အဲ့ဒါကိုသူကတိလိုက်တာပေါ့အေးရရောတိလိုက်တာပေါ့နော်အဲ့နဲ့မန်ထဲမှာကြည့်လိုက်တော့အဲ့ဒီပကြီးကားရဲ့အမျိုးသမီးကသူ့ရဲ့နောက်သားလေးမှာရက်နေတာပေါ့နော်အဲ့နဲ့သူ့ရဲ့မျက်နှာကပုတ်ပွားနေပြီးတဲ့ခါကျတော့မျက်နှာမှာလည်းအဲ့လိုမျိုးတွေးတွေရွှဲနေတာပေါ့နော်လက်တွေမှာရောတွေးတွေရွှဲနေတာပေါ့အဲ့နဲ့အဲ့ဒီမိန်းကလေးကလည်းသူ့နားကိုကပ်ပြီးတော့ငါ့ကိုထုတ်ပေးပါပေါ့ငါ့ကိုဒီထဲကနေလွတ်မြောက်ကူညီပေးပါဆိုပြီးတော့အဲ့လိုတိုးလေးကပ်ပြီးတော့ပြောတာပေါ့နော်နောက်ဆုံးမှာအဲ့ဒီပကြီးကားကိုဒီဖုန်းကြီးเจ้าကိုတွားဖို့ပြီးတော့အမြောက်ဝေရာတွေကိုကျွန်တော်ရဲ့မိတ်ဆွေကလုတ်ခဲ့ရတယ်ပေါ့သိလိုက်ရတာကအဲ့ဒီပကြီးကားကတဲ့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတည်းကဒီအခန်းပိတ်ပြီးတော့တက်ဖြတ်ခံခဲ့ရတဲ့အမျိုးသမီးတယောက်ရဲ့တွေးနဲ့ရောပြီးစ
ဆွဲထားတဲ့ပကြီးကားဖြစ်နေလို့လေပြောချင်တာကအဲ့ဒီပကြီးကားကဒီပေထားတဲ့အမျိုးသမီးတယောက်ရဲ့တွေးနဲ့အဲ့လိုမျိုးတွေးကြီးပကြီးပေါ့နော်အဲ့ဒါကြောင့်မို့သူကအဲ့ဒီဝိညာဉ်ကဒီပကြီးကားထဲမှာပိတ်မိပြီးတော့လွတ်မြောက်ဖို့အတွက်လူတွေကိုရှာဖွေအတုံးချပြီးတော့ကြိုးစားနေတာပေါ့အခုထိတော့ကျွန်တော်ရဲ့တငယ်ချင်းကဒီပကြီးကားတွေကိုမြင်ရင်ကြောက်နေတော့မယ်ပေါ့အရင်လိုတောင်မှတိတ်ပြီးမစုဆောင်တော့ဘူးပေါ့နော်ဒီအထူးတစ်ဖြစ်ဆိုရင် तू ကအဲ့လိုမျိုး main ကလေးမျက်နှာပါတဲ့ပကြီးကားတွေဆိုပို့ပြီးတော့ကြောက်တယ်ပေါ့နော်ဆိုတော့မိတ်ဆွေတွေအားလုံးလည်းသတိထားကြပါပေါ့ကိုဝယ်လာတဲ့အလှဆင်ပစ္စည်းတစ်ခုခုရဲ့နောက်မှာဘလို့တွေးစွန်းတဲ့တမိုင်းချောင်းတွေရှိနေမလဲဆိုတာကျွန်တော်တို့အားလုံးမသိနိုင်ကြလို့မိတ်ဆွေတို့လည်းသတိထားကြပါလို့အားလုံးကိုပြောချင်ပါတယ်ဆိုတော့နောက်ထပ်ဇာတ်လမ်းတစ်ပုဒ်ကိုတွားရအောင်ပါဒါကတော့ဒီဗီဒီယိုရဲ့နောက်ဆုံးဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးကို like and subscribe မလုပ်ရရင်လုပ်ထားပေးကြပါအောင်လို့အားလုံးကိုတောင်းဆိုရင်းနဲ့အခုဇာတ်လမ်းတစ်ပုဒ်ကိုနားဆင်လျအောင်ပါနောက်ထပ်ကျွန်တော်ပြောပြခြင်းတဲ့အဖြစ်အပျက်လေးကတယောက်တည်းနေထိုင်တတ်တဲ့သူတွေပို့ပြီးတော့ရိထားနားထောင်တဲ့ဖြစ်ရလေးတစ်ခုပါဒါကကျွန်တော်ရဲ့မိတ်ဆွေအမျိုးသမီးတစ်ယောက်ကကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ဖြစ်ပျက်ဆိုပြီးလာပို့ပေးထားတာပါဆိုတော့ဘာဖြစ်ခဲ့ရလဲဆိုတော့အဲ့ဒီတော့ကသူကအလုပ်ကိစ္စတစ်ခုကြောင့်ဒီမြို့တစ်ခုကတိုက်ခန်းအတစ်တစ်ခုမှာတယောက်တည်းနေခဲ့တာပေါ့လို့အဲ့ဒီတော့ကသူတယောက်တည်းနေခဲ့တော့ကကြုံခဲ့ရတဲ့ဖြစ်ပျက်ပေါ့အဲ့ဒီတိုက်ခန်းတစ်ကိုသူကရောက်တော့တဲ့သူပထမအဦးဆုံးသိထားမိတာကအကြည့်တစ်ခုရဲ့ဘာအကြည့်လဲဆိုတော့ဒီအခန်းထဲမှာသူတယောက်တည်းရှိနေရင်တောင်မှပေါ့နော်သူမရဲ့အနောက်ကနေပြီးတော့သူ့ကိုပေါ့နော်တယောက်ကနေစူးစူးရဲရဲနဲ့အဲ့လိုမျိုးစိုက်ကြည့်နေတယ်လို့မျိုးခံစားချက်ကိုအမြဲရနေတာပေါ့အစကတော့ तू ကအလုတ်ပင်မန်းလို့ငါအလုတ်ပင်မန်းလို့ဖြစ်တာနေမှာပါဆိုပြီးတော့စိတ်ထင်ပြီးတော့အဲ့လို तू ကယူဆခဲ့တာပေါ့နော်ဒါပေမဲ့အဲ့ဒီခံစားချက်ကကြတော့ဒီ तू ရေချိုးနေတဲ့အချိန်ဒီသမင်းစားနေတဲ့အချိန်အိပ်ပျော်ပါနီးအချိန်ထိသူ့ကိုတရားရောက်ကကြည့်နေတယ်ဆိုတော့ခံစားချက်မျိုးကဟိုတောက်လျှောက်ကြီးရနေတာပေါ့နော်မပြောက်သွားဘူးပေါ့အဲ့ဒီအိမ်မှာပြောင်းနေပြီး तू ကတစ်ဖက်လောက်ကြာတဲ့ခါကျတော့ तू ကအမှန်တကယ်ထိတ်လန့်စရာကောင်းတဲ့အဖြစ်အပျက်နဲ့ကြုံလာခဲ့ရတာပေါ့ဘာဖြစ်တာလဲဆိုတော့တညမှာတဲ့ तू ကမျက်နှာတစ်ဖို့အတွက်မန်ကိုကြည့်လိုက်တဲ့အချိန်မှာမန်ထဲမှာမြင်နေရတဲ့သူ့ရဲ့ပခုံးနားလေးမှာပေါ့နော်အရေးမဲမဲကြီးတစ်ခုကဖြတ်ခနဲ့ပေါ်လာပြီးတော့အဲ့လိုမျိုးသူ့နားမှာရက်နေအောင်မြင်လိုက်ရတာပေါ့သူကလည်းအဲ့လိုမျိုးလက်ဖြတ်ပြီးတော့အနောက်ကိုလဲကြည့်လိုက်တဲ့ခါကျတော့လေဘာမှမရှိဘူးဒါပေမဲ့မန်ထဲကိုပြန်ကြည့်လိုက်တဲ့ခါကျရင်အဲ့ဒီအရေးကသူ့နောက်မှာရှိနေတော့မဲပေါ့နော်အဲ့ဒီအရာကဒီသူ့ရဲ့နောက်ကျောမှာကပ်ပါရက်ပါနဲ့အဲ့လိုမျိုးကပ်ပြီးတော့ရက်နေတာပေါ့နော်အဲ့ဒါသူလဲကြည့်လိုက်တဲ့ခါကျရင်လည်းမတွေ့ရပြန်ဘူးမန်ထဲကိုကြည့်လိုက်ပြန်ရင်ကြတော့အဲ့ဒီအရေးကိုတွေ့ရပြန်တယ်ပေါ့သူကြည့်လိုက်ရင်အဲ့အရေးကြီးကပုံသွားလို့မျိုးပေါ့နော်အဲ့ဒါ तू ကလည်းကြောက်နဲ့သူ့လက်ထဲကဖုံးသူ့အိတ်ထဲက तू ကလည်းကြောက်နဲ့သူ့အိတ်ထဲကဖုံးကိုထုတ်ပြီးတော့ဒီဗီဒီယိုရိုက်တာပေါ့နော်အဲ့ဒါရိုက်တဲ့ခါကျတော့ဖုံးစခရင်ထဲမှာဆိုရင် तू ကရက်နေတဲ့အရေးမဲမဲကြီးကိုအထင်းသားမြင်ရတာပေါ့ဒါပေမဲ့ကင်မရာထဲမှာမဟုတ်ဘဲနဲ့လူကအဲ့လိုမျိုးလက်ကြည့်လိုက်ပြန်ရင်မမြင်ရပြန်ဘူးပေါ့နော်အဲ့ဒီအချိန်ကနေစပြီးတော့ तू ကဘယ်သွားပေါ့နော်အဲ့ဒီအနောက်မှာပါနေတဲ့အရေးကြီးကသူ့နောက်ကိုလိုက်နေရဆိုပြီးတော့ तू ကခံစားရတော့ပေါ့အဲဘလောက်ထိအခြေအနေဆိုးလာလဲဆိုရင် तू လမ်းလျှောက်တဲ့အချိန်ကြရင်လည်းသူ့အနောက်ကနေပြီးမှသူ့နောက်ကိုလမ်းလျှောက်လိုက်နေတဲ့ခြေတံပေါ့နော်ကြားရတယ်ပေါ့ပြီးတဲ့ခါကျရင် तू ကထိုင်နေပြန်ရင်သူ့နားမှာလူတစ်ယောက်ရဲ့အသက်ရှူတံလိုမျိုးအဲ့လိုမျိုးအတန်ကြားရတယ်ပေါ့နော်အဆိုးဆုံးကကြတော့ဒီညအိတ်တဲ့အချိန်ပေါ့ तू အိတ်ပျော်ကနီးတဲ့အချိန်ကြရင်လည်းသူ့ရဲ့ကြတဲ့နားမှာတယောက်ကသူ့ကိုရက်ကြည့်နေတယ်လို့မျိုးအမြဲတမ်းခံစားရတယ်ပေါ့နော်အခါတလေကြရင်လည်းသူ့ရဲ့ဆောင်ကိုတစ်စုံတစ်ခုကအဲ့လိုမျိုးအတာတာလေးဆွဲနေတယ်လို့မျိုးတော့ तू ကခံစားရတယ်တဲ့အဲ့ဒါ तू ကလဲကြည့်လိုက်ရင်အဲ့ဒီအရာကပျောက်သွားတာပေါ့နော်အဲ့ဒါဘာတရေ6တာလားငါစိတ်ထင်နေရလားဆိုပြီးတော့အဲ့လိုမျိုးကိုယ်စိတ်နဲ့ကိုယ်ပေါ့နော်ငါစိတ်ယောဂများရနေပြီလားဆိုပြီးအဲ့လိုပို့ပြီးတော့6ချားလာတာပေါ့အဲ့ဒါတနေ့ကျတော့ तू ကလည်းမနေနိုင်တော့ဘူးအဲ့ဒါကင်မရာတွေနဲ့ထောင်ပြီးတော့ပေါ့နော်လိုဘကင်မရာတွေတက်ပြီးတော့အဲ့ဒီအရာဘာလဲဆိုပြီးငါစိတ်ထင်တာလားဒါမှမဟုတ်ငါမရှိတဲ့အချိန်မှာ तू ဘာဖြစ်နေရလဲဆိုပြီးအဲ့လိုမျိုးစောင့်ကြည့်တာပေါ့နော်အဲ့ဒါညမှာတညလုံးရိုက်ထားတဲ့ तू ဗီဒီယိုကိုပြန်ကြည့်တာပေါ့အဲ့လိုပြန်ကြည့်လိုက်တဲ့အချိန်မှာ तू တွေးပြက်မတက်ဖြစ်သွားတယ်ဘာဖြစ်လို့လဲဆိုတော့ဗီဒီယိုထဲမှာ तू အိပ်ပျော်နေတဲ့အချိန်မှာပေါ့နော်အဲ့ဒါ तू အခန်းထဲကဗီဒီယိုအဟောင်းကြီးရဲ့အဝတ်အစားတွေထည့်တယ်ပေါ့နော်ဗီဒီယိုအဟောင်းကြီးရဲ့နောက်ွယ်ကနေအယိုးတွေပြိုင်ပြိုင်ထားပြီးတော့အဲ့လိုမျိုးပေါ့နော်အယိုးပြူးပြူးကြီးနဲ့လူပုံတံတန်ကြီးကအဲ့ဒီဗီဒီယိုတွေကနေထွက်လာတာပေါ့အဲ့ဒီအရာကသူ့ရဲ့ဂရင်ပေါ်နာကိုတက်လာပြီးတော့သူ့ရဲ့မျက်နှာနားထိပေါ့နော်အဲ့လိုမျိုးတက်ပြီးတော့ကြည့်နေတဲ့ဟာကြီးကိုမြင်ရတာပေါ့ထူးဆန်းတာကအဲ့ဒီအရာကသူနိုးလာလို့လက်ကြည့်လိုက်တိုင်းဒီလေထဲမှာအဲ့လိုပျောက်သွားတယ်လို့မျိုးပေါ့တကယ်သူထကြည့်လိုက်ပြန်လည်းမတွေ့ဘူးကင်မရာတွေမန်နေထဲမှာဆိုရင်အဲ့ဒီအရေးကြီးကိုတွေ့နေရတာပေါ့နော်အဲ့ဒါဝိညာဉ်ထက်ဆိုးသွားပြီပေါ့နော်တရေလည်းမဟုတ်ဘာလည်းမဟုတ်ဘူးပေါ့နော်
အိမ်မာနေတဲ့အိမ်ဆောင်နဲ့တစ်မျိုးလားဘာလားပေါ့အဲ့လိုမျိုးတန်တရားအမျိုးမျိုးနဲ့ဖြစ်ခဲ့တာပေါ့နောက်ဆုံးမှာတော့ကျွန်တော်ရဲ့တကယ်ချင်းမိန်းကလေးကလည်းအဲ့တိုက်ခန်းကနေအမြန်ဆုံးပြောင်းထွက်ခဲ့တာပေါ့နော်အဲ့မှာမနေရတော့ဘူးပေါ့သူ့နောက်ကွယ်မှာအမြဲတမ်းရှိနေတယ်ဆိုတော့အဲ့ဒီအရိတ်ကအဲ့ဒီတိုက်ခန်းအဟောင်းမှာပဲကြံခဲ့တာလားဒါမှမဟုတ်သူ့နောက်ကိုလိုက်လာတာလားပေါ့နော်ဒါပေမဲ့သူ့စိတ်ထဲမှာတော့သူ့နောက်ကိုလိုက်လာတယ်ဆိုပြီးတော့အဲ့လိုထင်နေတော့ပဲပေါ့အခုဆိုရင်လည်းတဲ့သူကဒီဘယ်နေရာကိုတွားဒီလူစီကားတဲ့နေရာတွေပဲဖြစ်ဖြစ်တယောက်တည်းရှိနေတဲ့အချိန်မှာပဲဖြစ်ဖြစ်သူ့နောက်နားလေးမှာပေါ့နော်တစုံတစ်ယောက်ကရှိနေတယ်ဆိုတဲ့ခံစားချက်ကအခုချိန်ဒီမပြောက်ဘူးပေါ့အခုဒီဇက်လန်ကိုနားဆင်နေကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေလည်းဒီတယောက်တည်းနေတဲ့သူရှိလားပေါ့အဲ့လိုတယောက်တည်းနေတဲ့အချိန်မှာတယောက်ဒီမိတ်ဆွေရဲ့အနောက်နားမှာတစ်ခုခုကကတ်ပြီးတော့ရှိနေတယ်လို့မျိုးအသက်ရှူနေတယ်လို့မျိုးမိတ်ဆွေလမ်းဆောက်သွားရင်အနောက်ကနေတယောက်ကလိုက်နေတဲ့သူလိုမျိုးအဲ့လိုမျိုးရှိနေတယ်လို့ခံစားရဘူးလားပေါ့လဲကြည့်လိုက်ရင်လည်းမရှိဘူးဆိုပေမဲ့တင်မကြည့်တဲ့အချိန်မှာတင့်ကိုတစုံတစ်ခုကဒီစူးစိုက်ပြီးတော့ကြည့်နေတဲ့အရာတစ်ခုရှိနေနိုင်တယ်ဆိုတာကိုမိတ်ဆွေကိုသတိထားစေချင်ပါတယ်ဒီလိုအတွေ့အကြုံမျိုးရှိခဲ့ရင်လည်းမိတ်ဆွေတို့ကျွန်တော်ရဲ့ချက်ပါမှာလာပြီးတော့ပို့ပေးကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီကနေ့မှလည်းကိုတွေ့ဖြစ်ရမှန်းထူးခေါ်တာဇလန်၅ဘုတ်ကိုကျွန်တော်တင်ဆက်ပေးတော့ခဲ့တာဖြစ်ပါတယ်အဆုံးနေ့နားဆင်ပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာနောက်မျိုးမှာလည်းဒီတက်စိတ်ဝင်စားစရာကောင်းတဲ့ကိုတွေ့ဖြစ်ရမှန်းဇလန်အနေနဲ့ပြန်လာတဲ့ဥမာမို့ channel လေးကို like and subscribe လုပ်ထားဖို့အားလုံးကိုတောင်းဆိုချင်ပါတယ်ခင်ဗျာအားလုံးပဲအိမ်မက်လာမက်ကြပါစေခင်ဗျာ